စာကူရာမန္တလေးကျောင်းခွဲမှာတင်နန်းအယုံဖြစ်အခွင့်အလမ်းကောင်းများစွာရရှိနိုင်တယ်လို့အင်တာဗျူးအောင်ချက်ကောင်းအောင်လေ့ကျင့်ပြီးရဲ့ special class တင်နန်းကိုလည်းအခမဲ့တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။81 39နဲ့40ကျောင်းမှာဖွင့်လှစ်ထားတဲ့စာကူရာမန္တလေးကျောင်းခွဲအတွင်းအပြင်ကျောင်းသားတွေရောစာကူရာကျောင်းသားတွေရောအတွက် special class အတန်းများတက်ရောက်နိုင်ပါပြီ။ဒီအတန်းမှာဘာတွေသင်ပေးမှလဲဆိုရင်မိမိရွေးချယ်လိုတဲ့အလုပ်ပဲဖြစ်ဖြစ်ကျောင်းကောစာရေးပဲဖြစ်ဖြစ်ဘယ်လိုရှောင်ရမယ်ဆိုတာကိုအကြံဉာဏ်ကောင်းများပေးသွားတာဖြစ်တဲ့အပြင်အင်တာဗျူးကိုတစ်ခါရေးဖြစ်တစ်ခါရေးအောင်သွားအောင်ဂျပန်စာစကားပြောလင်းချပေးမှုတွေအင်တာဗျူးမန်နာတွေကိုအဓိကထားတင်ကြားပေးမှာဖြစ်လို့စာကူရာမန္တလေးကျောင်းခွဲရဲ့ပညာဌာနအတန်းကိုတက်ရောက်ကြဖို့အတွက်အကြံပြုလိုပါတယ်။ဒါအပြင်အရေးကြီးဆုံးအချက်ဖြစ်တဲ့ဂျပန်ကိုတိကျမှန်ကန်မြန်ဆန်စွာသွားရောက်နိုင်ရေးအတွက်အဓိကဆောင်ရွက်ရှောင်ရန်အချက်များနဲ့ဘာတွေကြိုတင်ပြင်ဆင်ရမယ်ဆိုတာတွေပါထားတာကြောင့်အခွင့်အလမ်းကောင်းများရရှိခြင်းသူများ special class အတန်းကိုတက်ရောက်ကြဖို့အတွက်အကြံပြုလိုပါတယ်။81 39နဲ့40ကျောင်းမှာဖွင့်လှစ်ထားပြီးတော့နေကလက်တက်ခြင်းတဲ့သူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေရောစီစဉ်ပေးပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။